3 ချိန်လောက်လျှော်ပြီးရင်တော့တိတိတတာကိုသပင်ရလေပြောင်းလဲသွားမှာပေါ့နော်တွတ်နှုံးနေပေါ့အဲ့ဒီချိန်မှာတော့အဆွဲလျှော်လာတာနဲ့မြာဘာကြီးဆက်ပြီးတော့ဖိချလာမလဲဆိုတော့သပင်ကြီးပြန်ပြီးတော့လက်မောင်တန်ဆွမ်းလာမယ်သပင်တစ်ကလေးတွေလည်းပြန်ထွက်တယ်ဘာဖြစ်လို့သပင်တစ်ပြန်ထွက်တာလဲဆိုတော့သပင်တစ်ပြန်ထွက်ရမယ်ဘာမှမစီပါဝင်တဲ့အတွက်ဒါလည်းရောင်းရောင်တက်တက်နဲ့ပြောတာမဟုတ်ဘူးဒီကောင်းလျှော်ကြီးကို3 လတီးတန်လျှော်ခဲ့ပြီးပေါ့နော်ဒီကောင်းလျှော်ကြီးတီးတန်နဲ့အမစပင်တစ်ပြန်ထွက်တဲ့စပင်ကြီးညက်လာတယ်စံသားလေးအဖျားလေးတွေမာလာပြီးတော့စပင်ကိုအဖျားအရင်ကြီးပြန်လဲတန်ဆွမ်းစီတယ်တဘာဝနီးဖြစ်တဲ့အတွက်တော့ချက်ချင်းရှူရှားဆိုပြီးတော့ပြောင်းလဲသွားဘူးအမဖြစ်ချင်းစပင်လေးကတိတာလာတယ်စပင်အစ်စ်ပြန်လဲမွေးချင်တဲ့သူတွေတော့ကတော့ကောင်းတယ်နော်ဆေးဆိုးထားတဲ့လူတွေလည်းလျှော်လို့ရလားလို့တချို့မေးကြတယ်ဆေးဆိုးထားလဲလျှော်ရပါတယ်ကောက်ဖြောင်းလုပ်ထားလဲလျှော်ရပါတယ်ဒါပေမဲ့ဆေးဆိုးပြီးကောက်ဖြောင်းထားတဲ့သူတွေကတော့ပေါင်းစည်းထမှန်ပြန်သုံးပေးရပါမယ်ဒီကောင်းလျှော်ကြီးလျှော်လို့ဆေးဆိုးတာဆေးရောင်ကြီးကျွတ်တာတို့ကောက်တာတွေပြက်တာလို့ဆိုတော့မဖြစ်ပါဘူးဘာဖြစ်လဲဆိုတော့ဒါတရောကမင်းကိုပဲအခြေခံထားတာမဟုတ်ဘူးတဘာဝနီးနဲ့တဘာဝအခြေခံပစ္စည်းတွေနဲ့chemical ကိုလျှော့ချပြီးတော့ထုတ်ထားတာဖြစ်တဲ့အတွက်တဘာဝစစ်စစ်ကြီးမဟုတ်ဘူးဒီမှာကလေးလူကြီးသုံးပြလို့ရပါတယ်เนาะဘာဘေးအတွက်ဆိုကြိုးမှာဥယျာဉ်ပြားကိုထိခိုက်မှုမရှိစေရပါဘူးလို့အမခံပါတယ်စီဇက်ခေါင်းလျှော်ရည်ကိုစီဇက်စံသားအဖြစ်စီလေးခေါင်းလျှော်ခြင်းတနာရီလောက်နှက်ပြီးတော့ခေါင်းလျှော်ပေးခြင်းအဖြစ်တော့ပို့ပြီးတော့သပင်ကိုတိတိတတ်တာပြန်လဲပြီးတော့ကောင်းမွန်လာစေတဲ့သပင်တစ်တွေကိုပြန်လဲမွေးဖွားဖို့ပို့ပြီးတော့အားဖြစ်ပေးတယ်ပေါ့ခေါင်းလျှော်ရည်တစ်မျိုးလေးလျှော်ရင်တော့သပင်တစ်တွေပြန်ထွက်နိုင်ပြီမဲ့နှေးတယ်ပေါ့เนาะစီဇက်စံသားအဖြစ်စီလေးကိုအရင်ဆုံးတွဲသုံးမယ်ဆိုရင်တော့စပင်ထွက်နှုံးကတိတိတတ်တာ3-4ချိန်နဲ့ကို baby hair လေးတွေပြန်ထွက်လာတာကိုခံစားရမှာပါအမလည်းခံပါတယ်ကိုယ်တိုင်လည်းစမ်းသပ်ပြီးမှပဲထုတ်ခဲ့တဲ့ပစ္စည်းဖြစ်တဲ့အတွက်အမခံပါတယ်ရှင်